အကောင်မျိုးစုံနေထိုင်ချက်စားနေတဲ့တောတွင်းတနေရာမှာတရွက်အောက်ခြေမှာရှိတဲ့မျိုးဥသုံးလုံးကိုပိုးကောင်စုံတွဲကစောင့်ကြည့်နေတဲ့ချိန်ဥလေးတွေကကွဲကြကပိုးကောင်လေးတွေပေါက်ဖွာလာပါတယ်။ပိုးကောင်စုံတွဲကပိုးကောင်ပေါက်လေးတွေစီကိုတွားပြီးပြန်တန်းနိုင်ဖို့အတွက်အတောင်ပံတွေကိုဖြန့်ကစတင်တင်ကြားပေးပါတယ်။ပြန်တန်းနေရင်ပိုးကောင်လေးကတစ်ကိုင်းကိုတိုက်မိကကြောက်တုံးပေါ်ပြုတ်ကျသွားတာကိုရင်ကောင်ပေါက်တစ်ကောင်ကကြည့်ပြီးဟာတိုက်ထွက်သွားပါတယ်။ပိုးကောင်စုံတွဲကပိုးကောင်ပေါက်လေးတွေကိုပုံမှန်ပြန်တန်းနိုင်အောင်တေချာကြည့်ရှုစောင့်ရှောက်ပြီးတင်ကြားပေးပါတယ်။ပုံမှန်တိုင်းပြန်တန်းနေတဲ့ပိုးကောင်လေးကိုထပ်ပြီးဟာတိုက်လောင်နေတဲ့ရင်ကောင်ပေါက်ကိုတွေးလိုက်တာကြောင့်စိတ်ဆိုးသွားကရင်ကောင်ပေါက်နောက်ကိုလိုက်ပါတယ်။ရင်ကောင်ပေါက်ကတစ်သားလုံးတစ်ခုပေါ်ရက်လိုက်တော့ပိုးကောင်လေးကသူ့ကိုဘာလို့လောင်ပြောင်ရတာလဲဆိုပြီးမေးလိုက်ပါတယ်။တခြားရင်ကောင်ကြီးတွေရောက်လာပြီးပိုးကောင်လေးကိုအနိုင်ကျင့်ကနောက်ကလိုက်နေတာကြောင့်ထွက်ပြေးခဲ့ရင်ကြောက်တုံးနဲ့တိုက်မိပြီးအကွဲကြောင်နဲ့ပြုတ်ကျသွားပါတယ်။အတောင်ပံတစ်ဖက်ကျွတ်ကမလုံမရှက်လဲကျနေတဲ့ပိုးကောင်လေးကိုရင်ကောင်အားလုံးကကြည့်ပြီးထွက်သွားကြပါတယ်။ညပိုင်းမှာပိုးကောင်လေးတတိယလာတော့ပြန်တန်းကြည့်လိုက်ပေမဲ့အစင်မပြေတာကြောင့်ခြေလင်ခီးဆက်ရပါတယ်။မိုးတွေရွာနေလို့မိုးပင်အဝင်ခိုလိုက်ပေမဲ့ခီးမျက်လုံးတွေတန်းစီပေါ်လာလို့ကြောက်ပြီးထွက်ပြေးနေရင်လမ်းမှာတွေ့တဲ့တန်ဘူးတစ်ခုတည်းဝင်ပြီးအနားယူလိုက်ပါတယ်